မင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်သားအာလူဟင်းလေးချက်စားဖြစ်လို့အားလုံးလည်းလိုက်လုပ်စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ကြက်သားလီးထားတာလေးတွေကိုနင်းမဲ့စလုံးနဲ့ထည့်ပါတယ်ရှင်နင်းမို့အနေငယ်ထည့်ပါတယ်စားအနေငယ်ထည့်ပါတယ်ငါးသားမုတ်အနေငယ်ထည့်ပါတယ်အချိုမုတ်သုံးတဲ့လူကလည်းငါးသားမုတ်နေရာမှာအချိုမုတ်ထည့်လို့ရပါတယ်ရှင်ပြီးရင်တော့အရသာလေးတွေနှံ့သွားအောင်မွေထားပေးလိုက်ပါတယ်ကြက်သွန်အဖြူနီးဂျင်းလေးတွေကိုကြိတ်ထားပေးလိုက်ပါတယ်ရှင်အာလူလေးနှလုံးကိုတော့တင့်တော်တဲ့အရွယ်စားလေးတွေရအောင်လိဖြတ်ပေးထားပါတယ်ရှင်ရေဦးတဲ့ကိုစီထည့်ပါတယ်စီပူလာပြီဆိုရင်တော့အစောကကြက်သွန်ဖြူနီဂျင်းကြိတ်ထားတာလေးကိုထည့်ပေးလိုက်ပါတယ်အယောင်တင်မုတ်အနေငယ်ထည့်ပါတယ်ရှင်အကြက်ညီအောင်လို့မွေသားပေးလိုက်ပါတယ်စီချက်ထားတာလေးတွေအနှဲငယ်ကြက်လာတဲ့အချိန်မှာတော့ကြက်သားထည့်ပါတယ်ရှင်ပြီးရင်တော့ကြက်သားရဲ့အနံ့လေးတွေပျောက်သွားအောင်လို့တေချာလေးစီတက်ထားပေးလိုက်ပါတယ်သားလေးတွေအခုလိုမျိုးအယောင်လေးပြောင်းပြီးတော့အနှဲငယ်နူးလာတဲ့အချိန်မှာတော့အာလူထည့်ဖို့ပြင်ဆင်ပါမယ်ရှင်ရေကိုကြက်သားမျိုးုံလောက်ထည့်ပေးလိုက်ပါတယ်အနှစ်ရဲ့အရသာအတွက်ငံပြရည်အနည်းငယ်ထည့်ပါတယ်အနံ့လေးတွေမွေးနေအောင်လို့မဆလာအနည်းငယ်ထည့်ပါတယ်ငါးသားမုတ်ထည့်ပါတယ်စားအနေငယ်ထည့်ပါတယ်ရှင်အရသာလေးတွေနှံ့သွားအောင်လို့မွေးလိုက်ပါတယ်ပြီးရင်အဖုံးလေးဖုံးပြီးတော့မိနစ်20ရာနေပြီးတော့နာရီဝက်ထိတည်ထားလိုက်ပါတယ်ရှင်ကြက်သားနဲ့အာလူကိုနူးလာတဲ့အထိဆက်ပြီးတော့တည်ထားပေးလိုက်ပါတယ်ရှင်
အခုဆိုရင်တော့မဆလာနန့်တင်းတင်းလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ကြက်သားအာလူဟင်းလေးရပါပြီရှင်အားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့ကြောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်